လူတယောက်ရဲ့ကံကြမ္မာဆိုတာစပ်ပြခဲ့တတုံးကြောင့်ပြောင်းလဲသွားနိုင်သလားတစ်ဖက်မှာကသွေးအေးရက်ဆက်ပြီးပိုက်ဆံပေါ်တဲ့ကြေးစားလူပါသမားနောက်တစ်ဖက်မှာကတော့ပိုက်ဆံမရှိအလုတ်မရှိရီမန်းချက်ပြောက်ပြီးတေးချင်းနေတဲ့လူငယ်လေးတယောက်ဒီလိုမိုးနိုင်မြေလူကွာခြားတဲ့လူနှစ်ယောက်ဟာရေချိုးကိုင်းတစ်ခုမှာမတော်တဆဖြစ်ရတဲ့တစ်ခုကြောင့်ဘဝချင်းချင်းလိုက်မိတဲ့အခါဘာတွေဆက်ဖြစ်မလဲဇလန်းဆဆချင်းမှာမိုးသေးထန်နေတဲ့ညတညကိုတွေ့ရပါတယ်ဟျုံဝုတ်ဆိုတဲ့လူတယောက်ဟာကားတစ်စီးနားကိုရောက်လာပြီးလူတယောက်ကိုဓာတ်နဲ့ထိုးတက်အလောင်းကိုဖျောက်ပြီးကားထဲမှာတက်တဲ့အထောက်ထားမကျန်အောင်တန့်ရှင်းဟင်းလုပ်နေတာကိုတွေ့ရပါတယ်။သူဟာအင်မတန်ကျွမ်းကျင်ပြီးတက်ရက်တဲ့ကြေးစားလူသက်သမား hitman တယောက်ပါ။အလုပ်ပြီးတော့သူဟာသွေးစွန်းနေတဲ့အဝတ်အစားတွေကိုလဲလှယ်ဖို့နဲ့ကိုယ်လက်တန့်စီမှုအများဆုံးရေချိုးခန်း bath house တစ်ခုကိုဝင်သွားပါတယ်။နောက်ထပ်ဇက်ကောင်တယောက်ကတော့ကျဲဆောင်ပါ။သူကတော့အောင်မြင်မှုမရတဲ့တရုတ်ဆောင်တယောက်ဖြစ်ပြီးအခန်းလကလည်းမဖေးနိုင်အကျွေးတွေဝိုင်းနေလို့ဘဝကိုစိတ်ကုံပြီးမိမိကိုယ်ကိုတပ်ဖို့ကြိုးစားနေသူပါဒါပေမဲ့ကျိုးမဆွဲခင်မှာအိမ်ရှင်မကြီးဝင်လာပြီးမသေးခင်အခန်းလကပေးသွားအောင်ပြီးတော့နန်းစော်နေတာပဲသွားရေချိုးအောင်လို့ပြောလိုက်တာကြောင့်တန်တန်ရှင်းရှင်းပေးမယ်ဆိုပြီးရေချိုးခန်းကိုထွက်လာခဲ့ပါတယ်ကံကြမ္မာရဲ့လွှဲ့ကွက်ကဒီရေချိုးခန်းမှာစတာပါပဲလူသက်သမားဟျွန်ဝက်ခါစက်ပြတိုင်နေတော့တိုက်တိုက်ဆိုင်ဆိုင်ကျဲဆောင်ပြချထားတဲ့စက်ပြတုံးကိုနှိမ့်မိပြီးချော်လဲကခေါင်းညက်ချမ်းပြင်စောင့်မိကမေ့လဲသွားပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ကျဲဆောင်ဟာတခဏတော့စိတ်ပူသွားပေမဲ့ဟျွန်ဝက်ရဲ့လက်ပတ်နာကြီးအကောင်းစားကြီးနဲ့လော်ကာတော့ကိုမြင်တော့မကောင်းတဲ့စိတ်ဝင်လာပါတယ်။သူဟာသူ့ရဲ့တော့နံပါတ်နဲ့ဟျွန်ဝက်ရဲ့တော့နံပါတ်ကိုလူမသိအောင်လဲလိုက်ပါတော့တယ်။ကျဲဆောင်ဟာဟျွန်ဝက်ရဲ့ပစ္စည်းတွေပိုက်ဆံအိတ်တွေကားတော့တွေကိုယူသွားပြီးထွက်ပြေးသွားပါတယ်။ဟျွန်ဝက်ကတော့ဆေးရုံရောက်သွားပြီးတတိယလာတဲ့အခါမှာအတိတ်မဲ့ယောဂamnesia ရသွားပါတော့တယ်။သူဟာသူ့ကိုယ်သူဘယ်သူလဲဆိုတာမမှတ်မိတော့ပါဘူး။သူ့လက်ထဲမှာပါလာတဲ့လော်ကာတော့ကဂျဲဆောင်းရဲ့တော့ဖြစ်နေတာကြောင့်လူတွေကသူ့ကိုဂျဲဆောင်းလိုပဲထင်သွားကြပါတယ်။အဲဒီကနေစပြီးထိတ်တန်းလူသက်သမားကြီးဟာပိုက်ဆံမရှိတဲ့တရုတ်ဆောင်ပေါက်စာဂျဲဆောင်းရဲ့ဘဝကိုရောက်သွားပါတော့တယ်။ဟျွန်ဝက်အခုဂျဲဆောင်းအဖေခံယူထားသူဟာဆေးရုံစရိတ်တောင်မရှင်းနိုင်ဖြစ်နေတော့ Renex ဆိုတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းကောင်မလေးကကူညီပေးပါတယ်။ဟျွန်ဝက်ဟာကျဲဆောင်ရဲ့ညစ်ပတ်ပေးနေတဲ့အခန်းချင်းလေးကိုပြန်ရောက်သွားတယ်။ဒါပေမဲ့သူကအတိတ်မဲ့နေပေမဲ့သူ့ရဲ့မူရင်းပင်ကိုစီးရိတ်ဖြစ်တဲ့တက်ရက်မှုနဲ့စီးကန်းရှိမှုကမပြောက်ပါဘူး။အမိုက်ပုံလိုအခန်းကိုပြောင်းလဲနေအောင်ရှင်းပစ်လိုက်တယ်။သူ့ကိုကူညီပေးတဲ့ Renex ရဲ့အမေပိုင်းနဲ့စားတော့ဆိုင်မှာအလုပ်ဝင်လုပ်ပါတယ်။ဒီမှာဟျွန်ဝက်ရဲ့ဓာတ်ကင်ကျွမ်းကျင်မှုတွေထွက်လာပါတယ်။လူသက်တုံးကတုံးတဲ့ဓာတ်တိုင်းကွက်တွေနဲ့မုံလာဥတွေကြွတ်သွန်တွေကိုလိချက်လိုက်တာဘလောက်မြန်လဲဆိုရင်ဆိုင်ကိုလာစားတဲ့ဧည့်သည်တွေတောင်အံ့ဩပြီးဆိုင်ကနာမည်ကြီးသွားပါတယ်။တဖြည်းဖြည်းနဲ့ဟျွန်ဝက်ခါသူ့ကိုယ်သူတရုတ်ဆောင်တယောက်လို့ထင်နေတာကြောင့်ရုပ်ရှင်လောကမှာလူကျဲနေရာကနေဝင်တရုတ်ဆောင်ပါတယ်။သူ့ရဲ့တကယ်တိုက်ခိုက်မှုစွမ်းရည်တွေကြောင့်ဒါရိုက်တာတွေကသဘောကျလာပြီးနေရာကောင်းတွေပေးလာပါတယ်။သူဟာဘဝအထက်မှာတဖြည်းဖြည်းအောင်မြင်လာတယ်လို့သူ့ကိုကူညီပေးတဲ့ကောင်မလေးရီနက်နဲ့လည်းတန်ရိုးစင်ဖြစ်လာကြပါတယ်။တစ်ဖက်မှာတော့အစ်စ်အမှန်ကျဲဆောင်ကဟျွန်ဝက်ရဲ့ဇင်ခံတိုက်ခန်းကြီးမှာနေကားအကောင်စားစီးပြီးပိုက်ဆံတွေကိုဖြုံးတိနေပါတယ်။ဒါပေမဲ့တရက်မှာသူဟာတိုက်ခန်းထဲကလွတ်ချွတ်အခန်းတစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒီအခန်းထဲမှာလက်နက်တွေမှတ်ပုံတင်အသည့်တွေနဲ့ကျေးစားလူသက်သမားရဲ့ပစ္စည်းတွေကိုတွေ့လိုက်တော့မှသူဘသူနေရာကိုယူလိုက်မိလဲဆိုတာသိပြီးကြောက်လန့်သွားပါတယ်။အဲ့ဒီလွတ်ချွတ်အခန်းထဲက TV ဖန်သားပြင်တွေမှာအမျိုးသမီးတစ်ယောက်ကိုစောင့်ကြည့်နေတဲ့ CCTV ပုံတွေကိုတွေ့ရပါတယ်။အဲ့ဒီမိန်းကလေးကတော့အန်ဂျူသိပြီးသူမဟာဟျွန်ဝက်ရဲ့နောက်ထပ်တက်ရမယ်ပြစ်မှတ်ဖြစ်ပါတယ်။ကျဲဆောင်ဟာအန်ဂျူကိုထွားချောင်းကြည့်ရင်းနဲ့တနာယာကနေချစ်မိသွားပါတယ်။သူကလူသက်သမားအဖြစ်မနေခြင်းပေမဲ့အန်ဂျူကိုကာကွယ်ပေးခြင်းစိတ်နဲ့ဟျွန်ဝက်ဟန်ဆောင်ပြီးဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟျွန်ဝက်ကတော့ရုပ်ရှင်လောကမှာတော်တော်လေးနာမည်ရလာပါတယ်။ဒီရက်မှာရိုက်ကွင်းက action ခန်းတစ်ခုရိုက်နေတော့မိုးရွာတဲ့မြင်ကွင်းမှာခေါင်းကိုထိခိုက်မိပြီးသူကျအတိတ်မတ်ရမ်းတွေအကုန်ပြန်ရသွားပါတယ်။သူဟာကျဲဆောင်မဟုတ်လူသက်သမားဟျွန်ဝက်ဆိုတာကိုသတိရသွားပါတယ်။သူချက်ချင်းပဲသူ့တိုက်ခန်းကိုပြန်သွားပြီးကျဲဆောင်နဲ့တွေ့ပါတယ်။ကျဲဆောင်ကကြောက်လန့်ပြီးတောင်းပန်ပေမဲ့ဟျွန်ဝက်ကမတတ်ပါဘူး။ဒီနေရာမှာဇလန်ရဲ့အကြီးဆုံး twist လှည့်ကွက်ပေါ်လာပါတယ်။တကယ်တမ်းဟျွန်ဝက်ဟာလူသက်သမားစစ်မဟုတ်ပါဘူး။သူဟာလူသက်ဖို့ငားတဲ့လူစီကပိုက်ဆံယူပြီးအသက်ခံရမဲ့လူတွေကိုမတတ်ပဲတေးချင်းရောင်ချပြီးနာမည်အသက်ဘဝအသက်ဖန်တီးပြီးလွတ်မြောက်အောင်ကူညီနေတဲ့သူပါ။ဇလန်အစမှာကားထဲမှာတက်လိုက်တဲ့လူကလည်းတကယ်မသေးပဲပုံနေတာပါ။အခု
သူ့ရဲ့ပြစ်မှတ်ဖြစ်တဲ့ main ကလေးအန်ဂျူးကိုလည်းသူကကယ်ထုတ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကဟွန်ဝတ်ကိုငှားထားတဲ့ဂိုင်းစတာတွေကအန်ဂျူးတေးမသေးလာစစ်ဆေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဟွန်ဝတ်ကဂျေဆောင်းကိုခေါ်ပြီးမာတို့နှစ်ယောက်ပေါင်းပြီးတရုတ်ဆောင်ရမယ်လို့ပြောပါတယ်။ဂျေဆောင်းရဲ့တရုတ်ဆောင်အရေးချင်းနဲ့ဟွန်ဝတ်ရဲ့အစီအစဉ်ကိုပေါင်းပြီးဂိုင်းစတာတွေကိုလှည့်စားဖို့ပြင်ဆင်ကြပါတယ်။ဂိုင်းစတာတွေရောက်တဲ့အချိန်မှာဂိုဒေါင်တစ်ခုထဲမှာကြီးကျယ်ခမ်းနားတဲ့လူသက်ပွဲတစ်ခုကိုတရုတ်ဆောင်ကြပါတယ်။ဟွန်ဝတ်ကဂျေဆောင်းနဲ့အန်ဂျူးကိုတတ်ချင်အောင်ချဂျေဆောင်းကလည်းဓာတ်ထိုးခံတယ်လို့အပီပြင်တရုတ်ဆောင်သွေးအတူတွေပါတွေတုံးပြီးအရန်ကိုရင်ကိုစရာကောင်းအောင်လှည့်ထားလိုက်ပါတယ်။ဂျေဆောင်းရဲ့တသက်လုံးမအောင်မြင်ခဲ့တဲ့တရုတ်ဆောင်စွမ်းရည်တွေကဒီနေရာမှာအသက်ကယ်လိုက်ကြပါလူဆောင်တွေကသူတို့တေးပြီးထင်းပြီးပြန်သွားကြပါတယ်။အစီအစဉ်အောင်မြင်သွားတဲ့နောက်မှာဟွန်ဝတ်ကသူချစ်သူရီနတ်စီကိုပြန်သွားပါတယ်။ရီနတ်ကဟွန်ဝတ်ကိုဂျေဆောင်းလိုပဲတီးထားပြီးအသက်23နှစ်လို့ထင်နေတာပါ။ဟွန်ဝတ်ကသူ့ရဲ့နာမည်အမှန်နဲ့သူ့အသက်အမှန်က45နှစ်ဖြစ်တယ်ဆိုတာကိုဝန်ခံလိုက်တဲ့အခါရီနက်ရှင်ကအဲ့လောက်အသက်ကြီးတာလားမျက်နာကနှူးလိုက်တာဆိုပြီးနောက်တာနဲ့ဟာတော့လေးနွားပြီးသွားပါတယ်။ဂျေဆောင်းကတော့တကယ်ရုပ်ရှင်လောကမှာနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာပြီးသူချစ်တဲ့ကောင်မလေးအန်ဂျူးနဲ့အတူဇလန်းရိုက်ကူးနေတာကိုဆက်လုံနေတဲ့ဇလန်းကပြီးဆုံးသွားပါတယ်